quality မကောင်းတဲ့တပ်ပုံတွေနဲ့တိုက်ပတ်နေတော့မယ်လားတပ်ပုံဆရာတွေလုပ်ငန်းရှင်တွေကိုယ့်ရဲ့လုပ်ငန်းအတွက် inspiration ယူနေတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကောင်မလေးကိုတပ်ပုံရပြဖို့အတွက် post ချနေရဖြစ်ဖြစ် quality ရှိတဲ့တပ်ပုံတွေကိုရှာနေတယ်ဆိုလို့ရှိရင်တော့ဒီ website တွေကိုတည်ထားဖို့တော့လွယ်မှာဖြစ်ပါတယ်ခင်ဗျာNumber 1 Unsplash graphic designer တွေရဲ့ဆွဲလို့ပြောလို့ရတဲ့ Unsplash website မှာဆိုလို့ရှိရင် quality ကောင်းတဲ့တပ်ပုံတွေကို free download ဆွဲလို့ရတဲ့အပြင်ကမှသူ့ရဲ့အမျိုးအစားတွေကိုလည်း category လိုက်ခွဲပေးထားတာမို့လို့ကိုလိုချင်တဲ့တပ်ပုံကိုရှာဖွေရတဲ့ကူစင်မှာပဲဖြစ်ပါခင်ဗျာ Number 2 Pexelsမိုင်စာတပ်ပုံတွေနဲ့ resolution ကောင်းတဲ့တပ်ပုံတွေမှလိုချင်တယ်ဆိုလို့ရှိရင်တော့ Pexel website ကိုမိထားလို့တော့မရအောင်နော်သူစီမှာက video footage အတူလေးတွေလည်း download ရသေးတယ်ဆိုတော့ video editor တွေအတွက်လည်းအသုံးဝင်စေမဲ့ website တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာNumber 3 Pixabay copyright issue မရှိဘဲနဲ့တပ်ပုံနဲ့ဗီဒီယိုပေါင်း2 minutes ကျော်ကို free ရရှိနိုင်မဲ့ website ရဲ့အမည်ကတော့ Pixabay ပဲဖြစ်ပါတယ်ဒါအပြင် illustration music နဲ့ sound effects တွေအများကြီးရှိသေးတာမို့လို့သူ့ကို editor တွေအကြိုက်ဖြစ်စေမဲ့ website တစ်ခုဆိုလို့ရှိရင်လည်းမှားပါဘူးခင်ဗျာသူစီမှာက adult image တွေလည်းပါဝင်နေသေးတာမို့လို့ရုံတုံးကြောင်းတုံးတာသုံးမယ်ဆိုလို့ရှိရင် save state တွေဖွင့်ပြီးသုံးပြီးဖို့အတွက်အကြံပေးခြင်းပါတယ် Number 4 Life of Pics professional photographer တွေရဲ့ free share ထားတဲ့တပ်ပုံတွေနဲ့ street photography ကိုမှ vintage style ချိုးထားတဲ့တပ်ပုံတွေများများရှိတဲ့ website တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ Number 5 Pinterest လက်ရှိလူသုံးလည်းများတယ် portrait photography post ideas မျိုးစုံရှိပြီးတော့ single portraits couple portraits group portrait အလုံးအတွက် inspiration ရရှိနိုင်တယ် resolution ကောင်းတဲ့ပြင်ကမှလိုချင်တဲ့တပ်ပုံကိုလည်းလွယ်လွယ်ကူကူနဲ့ရှာဖွေနိုင်တယ် UI design ကလည်း user friendly ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆင်ပြေပြေချောချောမွေ့နဲ့အသုံးပြုနိုင်တဲ့ website တစ်ခုလည်းဖြစ်ပါတယ်ဒီ website တွေကလူသုံးများတဲ့အပြင် creative inspiration အတွက်လည်းအရန်ကိုအသုံးဝင်ပါတယ်တကယ်လို့ကိုယ့်ရဲ့ပုံ quality ကိုလည်းပိုပြီးမြင့်ကျင်တယ် quality ကောင်းတဲ့တပ်ပုံတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ website တွေမှာတွားရောက်ပြီးတော့လေ့လာနိုင်ပါတယ်ဒီရှေ့မှာပြောခဲ့တဲ့ website တွေရဲ့ link တွေကိုတော့ဒီကျွန်တော်တို့ video ရဲ့ comment section အောက်မှာကျွန်တော်တို့ဖော်ပြပေးထားမှာဖြစ်ပါတယ်ခင်ဗျာ